ဟန်နီမွန်ထွက်ဖို့ဝင်မရှိလို့တရားစခန်းဝင်ခဲ့ကြတဲ့နေကြီးဦးတို့ဇနီးမောင်နဲ့ပရိသတ်များလုံးပဲမင်္ဂလာပါရှင်။လူသမျှအရာရာတိုင်းကအမြဲ over တင်းပြီးတက်လွင်နေတဲ့နေကြီးဦးကတော့အခုလေဟန်နီမွန်ခရီးစဉ်ထွက်ဖို့ဝင်မရှိလို့တရားစခန်းဝင်ခဲ့ပြန်ပါပြီ။နေကြီးဦးကတော့အကောင်းဆုံးဆိုတဲ့အရာတွေကိုသာလိုချင်သလိုကိုယ်တိုင်ကလည်းဖန်တီးယူတတ်သူဖြစ်ပါတယ်။အမြဲတမ်းအကောင်းတွေကိုလိုချင်လို့ဖန်တီးယူတတ်ပြီးမဲ့လွဲချော်မှုတွေနဲ့ဝေဖန်မှုတွေကသူ့ဘဝမှာအများကြီးရှိနေတာအားလုံးမြင်ပါပဲ။နေကြီးဦးကတော့ငွေကြီးချမ်းသာတဲ့မိသားစုကအဆင်းသက်လာသူတဦးပါ။သူကတော့ချောမောလှပပြီးအောင်မြင်တဲ့အမျိုးသားနဲ့ရွှေလက်တွဲကျင်ပြီးမဲ့တကယ်တမ်းလက်ထက်ရချိန်မှာသူလိုချင်တဲ့အမျိုးသားနဲ့တစ်ထပ်တည်းမကြခဲ့ပါဘူး။နေကြီးဦးကတော့အောင်ရဲလေးလိုနိုင်ငံကျော်အစင်လေးကိုအမျိုးသားတော်ချင်ပြီးမဲ့တကယ်တမ်းလက်ထက်ရတဲ့သူကတော့သူလိုချင်တဲ့ပုံစံနဲ့ဆန့်ကျင်ဘက်ဖြစ်နေတာမို့ပရိသတ်တွေကြားမှာဟားစီယာဖြစ်ခဲ့ရတာအသေးကြပါပဲ။နေကြီးဦးကတော့လိုချင်တဲ့အမျိုးသားကိုမရပြီးမဲ့လက်ထပ်ပွဲကိုတော့သူစိတ်ကြိုက်အကောင်းဆုံးဆိုတာမျိုးပြင်ဆင်ခဲ့ပြီးမဲ့အကဲပိုလို့နဲ့ဆိုပြီးပရိသတ်တွေရဲ့ဝေဖန်တာကိုခံခဲ့ရပါသေးတယ်။သူကတော့အကောင်းဆုံးနေတာဖြစ်ချင်တာမို့သူရဲ့မင်္ဂလာဝတ်စုံတွေကိုအကောင်းဆုံးတွေလုပ်နေပြီးမဲ့လူတွေအမြင်မှာတော့ရဲချင်းစရာတစ်ခုသာဖြစ်နေခဲ့ပါတယ်။လက်မှတ်ထိုးပွဲမှာဝတ်တဲ့ဝတ်စုံဆိုရင်လေလူ9ယောက်လောက်လဲနဲ့တွန်းပြီးထုတ်ရတဲ့အထိပြင်ဆင်ထားပြီးမဲ့သူရဲ့ဝတ်စုံကမုတ်ကျွဲတဲ့ကိုအုံသီးဖြူထားတဲ့ပုံနဲ့တူနေတာလည်းဖြစ်ပါတယ်။သူရဲ့ခရက်ကတော့အဲ့ဒါနဲ့တည်းမပြီးသွားပါဘူး။လက်ထပ်ပွဲนี้မှာရွှေရောင်တွေတစ်ဖြက်ဖြက်နဲ့မြင်သူတကအားကြအောင်လုပ်ခဲ့ပြီးမဲ့တောင်မြုံမွဲနဲ့တူနေတယ်ဆိုပြီးလှောင်ပြောင်ခံခဲ့ရပါသေးတယ်။နေကြီးဦးကတော့အကောင်းဆုံးတွေဖန်တီးထားပြီးမဲ့ဝေဖန်ခံရတာတော့ကံပါပဲ။နေကြီးဦးကတော့လက်ထပ်ပွဲကိုအကြီးကျယ်ဆုံးအခမ်းအနားဆုံးဖြစ်အောင်ငွေကုန်ခံပြီးအမိုက်စားတွေလုပ်ခဲ့ပြီးမဲ့ဝေဖန်ခံနေရတာမို့ပရိသတ်တွေတနာအောင်ဟန်နီမွန်ထွက်ဖို့ငွေမရှိတော့ဘူးဆိုပြီးပြောခဲ့ပြီးမဲ့ဘယ်သူမှမယုံကြပါဘူး။နေကြီးဦးကလက်ထပ်ပွဲကို116ပွဲလောက်ကျင်းပပြီးအခမ်းအနားဆုံးဖြစ်အောင်လုပ်ခဲ့ပြီးမှဟန်နီမွန်အတွက်ငွေမရှိဘူးဆိုတာကတော့မယုံနိုင်စရာမို့လို့ပါပဲ။ပရိသတ်တွေကတော့အပေါ်ရီပြောလို့တဲ့နေကြီးကိုရွေ့ပြီးပရိသတ်တွေတယောက်တည်းစုပြီးဟန်နီမွန်ပို့ပြီးမယ်ဆိုပြီးအောင်ပြောဆိုခဲ့ကြပါသေးတယ်။ပရိသတ်တွေကမယုံကြည်လို့လောင်ပြောင်နေပေမဲ့နေကြီးဦးကတော့သူပြောတာကအမှန်ဆိုတာကိုအလုံးနဲ့သက်သေပြလာပါပြီ။နေကြီးဦးကငွေမရှိတော့လို့ဟန်နီမွန်ခရီးစဉ်ကိုပကံလောက်ကိုပဲသွားမယ်ဆိုပြီးတွေးထားပေမဲ့အခုကတော့တရားစခန်းဝင်တဲ့ကိုရောက်နေပါပြီ။ပရိသတ်တွေကတော့ဟန်နီမွန်ထွက်ဖို့ငွေမရှိလို့တရားစခန်းကိုဝင်သွားတာလားဆိုပြီးမိကုန်းတွေထုတ်လာခဲ့ပြီလည်းဖြစ်ပါတယ်။နေကြီးဦးကတော့ဟန်နီမွန်မထွက်ဘဲအမျိုးသားဖြစ်သူနဲ့အတူတရားစခန်းဝင်ခဲ့ကြတာလည်းဖြစ်ပါတယ်။နေကြီးဦးကတော့ဟန်နီမွန်ခရီးစဉ်မသွားတော့ဘဲငွေကုန်တက်တာပြီးကုသိုလ်ရဖို့အတွက်တရားစခန်းဝင်ခဲ့တာပါ။သူတို့နှစ်ယောက်ရဲ့မင်္ဂလာဥကုသိုလ်အနေနဲ့ဒီဇင်ဘာ20ရက်နေ့ကတရားစခန်းဝင်ခဲ့ကြတာဖြစ်ပါတယ်။နေကြီးဦးတို့ဇနီးမောင်နှံကတော့ရန်ကုန်နေပြီးတော့အမြန်လမ်းမကြီးလှဲကူမြို့မှာရှိတဲ့18မိုင်တောရဓမ္မစင်တာမှာတရားစခန်းဝင်ခဲ့ကြတာလည်းဖြစ်ပါတယ်။သူတို့နှစ်ယောက်ကတော့ကုသိုလ်တရားတွေပြည့်နေအောင်3ရက်တာတရားစခန်းဝင်ခဲ့ပြီးမြဲပရိသတ်တချို့ကတော့ဝေဖန်နေကြပြီလည်းဖြစ်ပါတယ်။ဟန်နီမွန်ထွက်ဖို့ဝင်မရှိလို့တရားစခန်းဝင်တာမကြိုက်တဲ့ပရိသတ်တွေလည်းရှိကြသလိုတရားစခန်းဝင်တာတော့မိတ်ကပ်တွေလည်းမိဝင်တာကုသိုလ်ရအောင်မယ်ဆိုပြီးဝေဖန်တန်တွေထွက်ပေါ်လာပါပြီ။နေကြီးဦးကတော့မွေးရပါအမှတ်ပါပြအောင်မိတ်ကပ်တွေလည်းမိတရားစခန်းဝင်နေတာမို့ပရိသတ်တွေကြားမှာပြောစရာဖြစ်နေကြတာပါ။နေကြီးဦးရဲ့အတွေးခေါ်တွေလောက်ရက်တွေကတော့အစမ်းပြပါပဲ။ကြီးတက်ချမ်းသာတဲ့မိသားစုကလာတာတော့ဟန်နီမွန်ထွက်ဖို့ဝင်မရှိလို့တရားစခန်းဝင်နေရတာကြောင့်အားလုံးကဝိုင်းဟာနေကြပါပြီနော်။ကုသိုလ်ရအောင်တရားစခန်းဝင်ပေမဲ့အပြောမတတ်တော့ဝေဖန်တန်တွေသာထွက်ပေါ်လာပြီလည်းဖြစ်ပါတယ်။